ကျွန်တော်တစ်ချက်ထပ်ပြောရလို့ရှိရင်ဒီကနေ့ပွဲမှာ Jokeres ဂိုးသွင်းပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ Arsenal အသင်းရဲ့ပွဲစဉ်တွေကိုပွဲချုပ်3ချက်လုပ်ပေးတဲ့စီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဘဲပေါက်ကန်းတာပါဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရဲ့ Arsenal အသင်းကလန်ဒန်ဒါဘီပွဲစဉ်အဖြစ်ဖူဟန်အသင်းရဲ့အိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရမှာဖြစ်ပြီးတော့အဆိုပါပွဲစဉ်ကိုတော့ကွင်းလယ်တိုင်းဖြစ်အန်တိုနီတေလာတာဝန်ယူကင်တယ်သွားမှာပဲဖြစ်ပါတယ်အဆိုပါပွဲစဉ်မှာအာဆင်နယ်အသင်းဘက်ကနေပြီးတော့ဒိုင်ယာကြောင့်လွတ်ချော့သွားပဲရှိနေတဲ့ကစားသမားတွေအနေနဲ့ကတော့ဂါဘရီယယ်ဂျေဆူကိုင်ဟာဗက်စ်အိုဒီဂတ်မက်တူကီနဲ့ဘန်ဝိုက်တို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်ခံလူသစ်ဖြစ်တဲ့ပီရိုဟင်ကာပီတယောက်ကတော့ဒီနေ့ပွဲမှာအဆင်သင့်ပြန်ဖြစ်နေတာကိုတော့ကျွန်တော်တို့မြင်တွေ့ရောက်ပဲရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ယနေ့ဖူဟန်နဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်အကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဆင်နယ်အသင်းအကြောင်းအရင်မပြောခင်ပေါ့ဒီချိန်မှာတော့ကျွန်တော်တို့ဖူဟန်အသင်းအကြောင်းအရင်ပြောရမယ်ဗျသူတို့နီးပြမာကိုဆေးဗာပေါ့မာကိုဆေးဗာရဲ့ဒီဖူဟန်အသင်းကအာဆင်နယ်အသင်းကိုအမြဲတမ်းတွေ့တိုင်းမှာဒုက္ခပေးနိုင်တာဖြစ်ပြီးတော့အာဆင်နယ်အသင်းကနောက်ဆုံး2နှစ်ဆက်တိုက်ဖူဟန်အသင်းရဲ့အိမ်ကွင်းကိုတွားရောက်ရင်ဆိုင်ကစားရတိုင်းမှာအနိုင်မရရှိသေးတာကိုကျွန်တော်တွေ့ရပြီးတော့တပွဲတည်တပွဲရှုံးရလက်ကိုကျွန်တော်တို့ရရှိထားတာပဲဖြစ်ပါတယ်ဆိုတော့အာဆင်နယ်အသင်းကဒီနေ့ကျွန်တော်တို့ဒီဖူဟန်အသင်းနဲ့ပွဲစဉ်မှာအနိုင်ရလက်ရရှိဖို့မဖြစ်မနေစွမ်းဆောင်နိုင်မှုလိုအပ်နေတာဖြစ်ပြီးတော့လက်ရှိကျွန်တော်တို့အမှတ်ပေးစရာရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်လေဖူဟန်အသင်းက9ပွဲရှင်ပြိုင်ကစားပြီးတဲ့အချိန်မှာရမှတ်10မှတ်နဲ့အဆင့်14နေရာမှာရပ်တည်နေပြီးတော့အာဆင်နယ်အသင်းကတော့ရမှတ်16မှတ်နဲ့အဆင့်1နေရာမှာရပ်တည်နေတာကိုကျွန်တော်မြင်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိအခြေအနေအာဆင်နယ်အသင်းရဲ့ form အနေထားကျွန်တော်အာဆင်နယ်အသင်းမှာကစားဒိုင်ယာကစားသမားတွေရှိနေတယ်ဆိုပေမဲ့ကျန်တဲ့ကျွန်တော်ရှိနေတဲ့ကစားသမားတွေကလည်း full line ရဖြစ်တယ်ကျွန်တော်တို့အတွက်လုံးဝဘသူဒိုင်ယာရပြဿနာမရှိတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမြင်ကတော့အာဆင်နယ်အသင်းရဲ့ form ဒီယနေ့မှာ 100% အဆင်ပြေနေလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်နောက်ပြီးတော့အာဆင်နယ်အသင်းကနောက်ဆုံးနှစ်ဆက်တိုက်ဖူဟန်အသင်းကိုအဝေးကွင်းအနေနဲ့တွားရောက်ရှင်ပြိုင်ကစားရတိုင်းမှာအနိုင်ရလက်မရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာအာဆင်နယ်အသင်းကတေချာပေါက်အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဗျဆိုတော့အာဆင်နယ်အသင်းရဲ့ဖြစ်နိုင်ပွဲလူစင်းအကြောင်းကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဂိုးသမားနေရာမှာဒေးဗစ်ရာရာနောက်တန်းမှာတင်ဘာဆလီဘာဂါဘရီယယ်မကာဟေးစ်ကလာဖီယိုရီကွန်လယ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီကလန်ရိုက်ဇူဘီမန်ဒီနဲ့အီဇီရိုပွဲထွက်လောက်ပဲရှိနေပြီးတော့တိုက်ဆက်မှာဆိုလို့ရှိရင်ဂါဘရီယယ်မာတင်နယ်လီဂျိုကာရက်စ်နဲ့ဘူကာယိုဆာကာတို့ပွဲထွက်လောက်ပဲရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တစ်ချက်ထပ်ပြောရလို့ရှိရင်ဒီကနေ့ပွဲမှာ Jokeres ဂိုးသွင်းပါလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီတစ်ပတ်ဖူဟန်နဲ့အာဆင်နယ်အသင်းတို့ရဲ့ဂိုးရလက်ခံမှန်းချက်ကိုကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အာဆင်နယ်အသင်းကဖူဟန်အသင်းကို2ဂိုးမရှိဒါမှမဟုတ်3ဂိုး1ဂိုးနဲ့အနိုင်ရရှိသွားလိမ့်မယ်လို့ကျွန်တော်ခံမှန်းလိုက်ရပါတယ်ဗျဆိုတော့ဘော်ရာတို့ရောဘယ်လိုမျိုးမြင်လဲဘော်ရာတို့ရဲ့အမြင်ကိုအောက်က comment လေးထဲမှာဝင်ရောက်ရေးပြီးတော့ဆွေးနွေးညှင်းခုန်ပေးသွားဖို့အတွက်မြစ်တာခံရပါတယ်ကျွန်တော်ကတော့ဘဲပေါက်ကန်းတာပါနောက်တစ်ဖက်မှာပြန်လည်ဆုံတွေ့ကြတာပေါ့ see you guys